ဒီနေ့ရှင်ဂျူဝါနဲ့ကျွန်တော်နဲ့နေရာလိုဒီဆိုထားတဲ့ခြင်းဖြစ်ပါတယ်။ဒါစင်ကနာပြောင်းတာ။နေတော့လို့အချိန်အတိုင်းမို့ထားရင်နေပြီးတော့ချက်ကြောင်းပါမယ်။တော့ချစ်ချင်ဟာမေတော့တဲ့စေတဲ့။အငယ်ကဘယ်စင်ပေါင်းအပ်ပါမယ်။တဘဝSay I'm a change.